အဲ့တော့စိုက်ကားနဲ့လေစိုက်ကားနဲ့စိုက်ကားလည်းတော်တော်နှစ်ကြာလေးနေလိုက်ပါတယ်2000 3000အဲ့လိုပေါ့နော်သူတို့အလုပ်ကောင်းရင်ကောင်းလို့လေပေးသွားတာပေါ့တူးလည်းမဟုတ်ဘူးလေအဲ့လို5 6ဦးလောက်စုပေးလိုက်တော့9000 8000လောက်တော့ရသွားတာပေါ့အဲ့ဒါအိမ်ညနေအိမ်ပြန်တဲ့အချိန်လည်းကြာအောင်အဲ့ဒါကိုအိမ်အမျိုးမျိုးချပေးလိုက်တာပေါ့ဒါသူကသူကျန်တာတော့ချက်ပြုတ်ပေါ့လေဒီတော့မှကြိုင်မဲ့သိပြီးတော့သူတို့ဘက်ကလည်းမမျောကိုပါဘူးဟိုမိဘဆိုတာတော့ဘယ်မိဘပဲဖြစ်လေခုနပြောလို့ပေးရဆိုရင်ဝင်လာတာပေါ့သူတို့ပီတိဖြစ်ရတာပေါ့ဟောငါသမီးလေးပေးတာဟဲ့ငါသားလေးပေးတာဟဲ့ဆိုတော့ဒါပေမဲ့မပေးတော့လည်းဘာမှမဖြစ်ဘူးကိုကရှာစားနေလို့ရရတဲ့အချိန်ခါလေးကိုဘူးတော့ရှိပြီကွယ်ရှင်းနေကြော်တော့ရှိပြီဟုတ်ပါဘူးဘုံကတော့ဝင်နေတာပေါ့နော်အဲဝင်နေတဲ့အချိန်ကြီးကလောက်လာတာတော့လက်စားရလို့တော့တော့မမက်မောပါဘူးကိုနေရထဲရတာစိတ်ချမ်းသာတယ်လေအဲ့ဒါအဓိကထားပြီးလောက်တာပေါ့ကိုလည်းဝါသနာပါတာဟုတ်ဒီလုံကြိုကြီးရအဲဆိုင်နေလိုက်စစ်ပါတယ်ပေါ့လိုက်စစ်ပေါ့နော်အဲဝင်းနဲ့လာသိတဲ့ကားတွေပါတွေစောင့်ကြည့်ပေါ့အဲသူတို့တွေကလည်းလက်ဖေးဦးပါညာပေးသွားပါတယ်ဒီသားစုက4ယောက်ကွတယောက်ကတော့ဆုံးသွားပြီကြာပြီအကြီးဆုံးပါပေါ့နော်သူတို့ကတော့သူတို့အိမ်တော်နဲ့သူတို့တွေဖြစ်နေကြပြီနှမ်းပါတယ်ကိုကတော့လက်ရှိကတော့ကိုနဲ့ကိုသားများနဲ့2ယောက်တည်းပဲအဲ့လိုပဲရှာဖွေလုပ်ရစားတာပါအမျိုးစုက80တဲ့ဝင်ပြီးသူက9နှစ်လောက်กว่าကိုနဲ့သူကကိုရတာလေးဒီစူးစောင်းပြီးသူ့ပေးရတာပေါ့လေအဲ့သူကချက်ပြုတ်စားအဲ့လိုသူတရားထိုင်နေဒီမှာဓမ္မယုံကနေရဒါကြီးကဓမ္မယုံကြီးပေါ့အဲ့မှာသူတရားစခန်းတွေပဲဝင်လို့ရတယ်အဲ့တော့စိုက်ကားနဲ့လေစိုက်ကားနဲ့စိုက်ကားလည်းတော်တော်နှစ်ကြာလေးနေလိုက်ပါတယ်သူကအခုအပြာတွေကနေပြီးတော့ပထမအဝါတွေခက်ပေါ့အဝါခက်ကနေနောက်အပြာကြတော့မှာပဲစိုက်ကားဝါဆင်းတယ်ဒီကအာနာပိုင်တွေကလည်းသဘောကောင်းပါတယ်အာနာပိုင်တွေကသဘောကောင်းတယ်သူကသဘောကောင်းပါတယ်အဲသူတို့ကနေပြီးတော့ကိုခင်တာပေါ့ရုံးကိစ္စလေးတွေခိုင်းဗာလေးတွေခိုင်းတော့မြန်မာတန်းနေတာပေါ့အဲ့တော့ဘာတက်ကြီးနေပြီးဒီအကြီးမလုံနဲ့ကိုလည်းထိကြိုက်တယ်ပြင်မနဲ့ပေါ့အဲ့မှာလုံကြုံရုပ်မလို့လာစားတော့နဲတယ်ဘာမှမပူအောင်ရေမီးကျွမ်းနေသူအစုံတော့အဲ့လိုလေးသူတို့တွေကောင်းလို့လေအခုလောက်ထိမြဲနေတာကိုယ်လည်းအစင်းစင်းပဲကိုယ်လည်းအစင်းစင်းရနေရွေးချက်ကူထဲမှာပဲကိုယ်ပဲပါလာတာလုံကြုံရုပ်သူတို့စိတ်လည်းစိတ်ချတာပေါ့နော်အဲ့ဒါရတယ်ကိုအေးချမ်းချမ်းပဲကွယ်ကိုအတားစီးမရှိဘူးကိုကဒီဝင်းထဲမှာနေရှင်လို့နေလို့ရတယ်ကိုပြောပိုင်ခွင့်လည်းရှိတယ်လေဟိုတားမြစ်လို့လည်းရတယ်အဲ့ဒီအခွင့်အရေးလေးတွေတော့ပေးထားတာပေါ့အဲ့ဒီကတော့အဲ့ဒါကိုနေရှင်လို့နေရတဲ့အတွက်စိတ်ချမ်းသာတယ်ပေါ့သိပြီးတော့ကြောင်းကြမှုမရှိဘူးအဲ့လိုဝင်လုံးနဲ့မှာပဲ2ယောက်တည်းပဲရှိတာပဲအဲ့လိုခုနလူပေါ့နော်ဆိုင်ကြံလေးတွေရလာမယ်အခုသူတို့တတ်မှတ်တယ်ကွယ်မနေ့6နာရီအဲ့ဒီမှာသူတို့ကားပြင်ဆင်တဲ့အခါကျတော့မပြီးတဲ့အခါကျတော့9နာရီ10နာရီလောက်ကတ်သွားတယ်ရတယ်ဥစားမီလို့တာတော့လို့အဲ့လိုပြီးသွားပြီဆိုတဲ့အခါကျတော့သူတို့ပြန်ကနေကြတော့ရော့ဘဖေးဘူး2000 3000အဲ့လိုပေါ့နော်သူတို့အလုပ်ကောင်းရင်ကောင်းလို့လေပေးသွားတာပေါ့တူးလည်းမဟုတ်ဘူးလေအဲ့လို5 6ဦးလောက်စုပေးလိုက်တော့9000 8000လောက်တော့ရသွားတာပေါ့အဲ့ဒါအိမ်ညနေအိမ်ပြန်တဲ့အချိန်လည်းကြာအောင်အဲ့ဒါကိုအိမ်အမျိုးမျိုးချပေးလိုက်တာပေါ့ဒါသူကသူကျန်တာတော့ချက်ပြုတ်ပေါ့လေဒါသူဒီမှာတော့အေးတယ်လို့သိမပြောလို့မရဘူးပူတယ်ကွမိုးရွာလည်းပူတာပဲဒီဒါရုံးကန်းပေါ့နော်ဒီရုံးကန်းထဲမှာလည်းအခုကိုအဘောပုံကိုယ်တွေကပေးပြီးတော့အိတ်တယ်တိတ်ပြီးမိုးနဲ့လေနဲ့ဖြစ်လာရင်အဘဒီမှာဝင်အိတ်ဒါပေမဲ့လှောင်ပိတ်နေလို့မအေးအောင်ကိုလုံချုံကြီးလို့တာလေကွဒီထဲမှာလုံချုံအိတ်နေလို့မဖြစ်တော့ဘူးပုံမှန်ဝင်းထဲကိုဝင်မယ်လာမယ်ဆိုရင်ကိုမမြင်ရရင်မဖြစ်ဘူးလေအဲ့ဒါကြောင့်အဲ့ဒါဟိုအပြင်မှာပဲထွက်ပြီးတော့အိတ်တာပေါ့အဲ့ဒါလေးရတာတော့မရှိဘူးဟိုတော့ဒီမှာအိတ်တယ်ပေါ့ကွဒီမှာအိတ်တော့ခုကဒါလုတ်ပိုင်ခွင့်ကမရသေးဘူးလို့အောင်မယ်ဒီမှာအကုန်လုံးဝဲတော့ချွေချမ်းပြီးသွားပြီဒီအမိုးကြီးဖြုတ်ပြီးတော့ဒီအပေါက်တာတွေအစ်စ်လဲရမယ်
လဲတာလေးဆိုသူကလူလုံသွားတာပေါ့အခင်းတွေလည်းကောင်းတယ်လေအခင်းတွေကတော့ဦးနာလို့လေသာတို့ပါလို့အဲ့ဒီကကြာအဲ့ဒါလေးထပ်ထပ်ပြီးခင်းလာလိုက်သူဒီကမြန်မာနိုင်ငံဥရုကအေးတယ်လို့လည်းသိမရှိလာပါဘူးအဲ့လိုမိုးလေးရွာလဲပူလိုက်မိုးရွာလဲပူလိုက်နေအဲ့လိုပဲဒါအခုတော်တော်ပါတာခါတဲ့ဒီချိန်ဆိုဝင်လာပြီသူကမှောင်လာနဲ့ဝင်လာတယ်ဒါစနစ်တက်ကလေးတွေနဲ့လေချင်းသေးလေးလှုပ်လို့ထားတယ်အဲ့ဒါဆိုရတယ်အဲ့လိုအဲ့မိုးစိတ်ရွာရင်တော့ရုံးကနေခဏဝင်နေလိုက်လွတ်တယ်အမိုးတိတ်မှပြန်ထွက်ပေါ့ဘုရားတော်မိဘတွေကတော့တောရတော့သူတို့ဘက်ကအဲ့လိုအကူကြီးလေးရတယ်ဆိုတော့ပိုကောင်းတာပေါ့ဒီတော့ဝင်ကြိုင်မဲ့သိပြီးတော့သူတို့ဘက်ကလည်းမမျောကိုပါဘူးဟိုမိဘဆိုတာတော့ဘယ်မိဘပဲဖြစ်လေခုနပြောလို့ပေးရဆိုရင်ဝင်လာတာပေါ့သူတို့ပီတိခဲ့ရတာပေါ့ဟောငါသမီးလေးပေးတာဟဲ့ငါသားလေးပေးတာဟဲ့ဆိုတော့ဒါပေမဲ့မပေးတော့လည်းဘာမှမဖြစ်ဘူးကိုရှာစားနေလို့ရနေတဲ့အချိန်ခါလေးကိုသူကတော့ကြမ်းပါတယ်အဲ့လိုကိုကြမ်းမောင်လည်းနည်းနည်းဂရုတစိုက်ပြီးနေတာပေါ့အဲ့ဒီတန်လေးတွေနဲ့နည်းနည်းကြညက်ခံနိုင်တဲ့သဘောပါအိမ်ကတော့ဘာခေါ်မလဲအမျိုးကြီးဘက်ကဟိုပေါ့မောင်တော်မတွေ6ယောက်အမွေဆိုင်ရင်လေးပေါ့73ပေပြီး73ပေအေးလေးကိုနှစ်ထပ်ဆောက်ထားတာအဲ့ရောက်ဖတ်လို့တဲ့လူတွေကနည်းနည်းသူတို့ကဘလို့ခေါ်မလဲကိုယ့်ရဲ့ချမ်းသာတယ်လို့ပြောရမှာပေါ့အဲ့ဒါလေးတစ်ခုစိတ်ချမ်းသာတာပေါ့ဒါပဲဒီမီတာလေးပဲဆောက်ဒီနာကပေးကြမလို့ကိုရှိတာပေါ့ကွယ်ဒါကိုဘဝရက်တည်နေရတဲ့ဘဝဒီလိုနေရတဲ့ဘဝမျိုးဟုတ်တော့အဲ့လိုပဲဖြည့်စိတ်တာပေါ့ဒါပေမဲ့တရားတော့မလွတ်ပါဘူးတရားတော့ဒီနေ့ဆိုရင်ဒါဒီဘက်ကတရားပေးတရားနာပြီးကိုပြန်လာတတ်လို့စားတာတွေဘာတွေကတော့မရှိဘူးပေါ့ဒါပေမဲ့ဟိုတင်းတအောင်တော့စားတာပေါ့လေတိတ်ပြီးတော့ဟိုတားငါးကြီးတွေမက်တယ်ဆိုတာပုံစံတော့မဟုတ်ကျမ်းမာရေးအရာပေါ့အဲ့ဒါလိုနည်းနည်းတော့အဲ့လိုပဲတရားလေးယူရတယ်အေးကိုအသက်ကြီးတော့ဘာလဲလို့တော့ဒီတရားပဲပေါ့နော်ကိုဖျားလေးရှိခိုးတယ်ဟိုစိတ်ကောင်းနှလုံးကောင်းလေးထားတယ်ပေါ့ညပဲအိတ်ခဏဒီဖျားလေးရှိခိုးပတိလေးစိတ်တရားလေးထိုင်ဒီတော့ပါတိတ်ပြီးတော့ဟိုဘလို့ကောင်းလဲဟိုတိတ်ပြီးဟိုဒေါသမောဟတော့မရှိဘူးကလူငယ်လေးတွေမှားသွားလို့ကိုစိတ်ဆိုးတာတော့ဘာလို့မရှိဘူးဟောဒါ तू မသိလို့ပြောလိုက်တာဒါတော့မဖြစ်လေသူတို့နဲ့ရန်တတ်တုမဖြစ်ဘူးအဲ့အတွက်နေလို့လည်းအဆင်ပြေတယ်ကလေးတွေတော်တော်များကြီးဟိုလာမယ်ဆိုရင်တော့ကွဒီလိုသူတို့မျိုးတွေဘက်ကနေလာမယ်ဆိုရင်မျိုးတွေကစီလာလို့ရှိရင်တို့ဒီကနန်းတော်ဈေးဒီနဲ့ဒါဟိုဘက်ကနန်းတော်ဈေးရဲ့အနောက်ကဗရမ ्या ဈေးဒါဘာကောမတူရင်တို့က46ပြမဆိုလမ်းမကြီးအဲ့ဒီကဟိုဘက်ကဆိုရင်တစ္ဆာလမ်းမအဲ့တစ္ဆာလမ်းနေပြီးတော့ဝင်လာလို့ရှိရင်တို့ဒီ46ပြမဆိုကိုရောက်တယ်အဲ့ရောက်တာနဲ့ဒီဈေးကိုဝင်လိုက်ရပြီတို့ဝိဇ္ဇာတာကလိုင်းလဲလွယ်တယ်ဟိုဘက်ကနေဆင်းလာကံဘက်ကနေဆင်းလာဝိဇ္ဇာတာလမ်းနေပြီးတော့ဝင်လာရင်46ပြမဆိုတိုင်းဝင်လာရင်ဒီဗရမ ्या ဈေးကိုရောက်တယ်ပေါ့